အဲ့ဒီသုဘဝတ္တမင်းသမီးကဒီရှင်ဒေဝလိကိုဗိုက်ထဲမှာ9နှစ်နဲ့9လလွယ်ရတယ်သူတို့သားမိ2ယောက်ရဲ့ရှေးကအတိတ်ကနော်မိုင်မဲခဲ့တဲ့အပြုအမူကံတရားရဲ့အကျိုးပေးချက်ကိုသူတို့ရတာပေါ့အဲ့ဒီအကြောင်းရတော့ဦးဇင်းတို့မပြောတော့ပါဘူးအဲ့တော့မွေးဖွားကနီးမှာ9ရက်လောက်တောင်မှမိမျောလိုက်တတိယလိုက်ဝေဒနာကိုအပြင်းထန်အကြီးကျယ်ခံစားရတယ်ဒီသုဘဝတ္တမင်းသမီးကရမ်းဆင်းရဲတယ်ပေါ့ဒါမဲ့လို့သူကအရိယာသူတော်ချင်းဖြစ်တဲ့အတွက်ကြောင့်ရသော်ဘုရားရဲ့ဂုဏ်တရားတော်ရဲ့ဂုဏ်တန်ခါတော်ရဲ့ဂုဏ်ကိုအာယုံပြုတ်ပြီးတော့သူရဲ့ခံစားရတဲ့ဝေဒနာကိုတတ်တတ်အောင်သူစဉ်းစားဆင်ခြင်မှုနဲ့ကြော်လွှားနိုင်အောင်ကြိုးစားတယ်။အော်မြတ်စွာဘုရားဒီလိုဒုက္ခတွေကလွတ်ကင်းအောင်သူတော်ကောင်းတရားကိုဟောတာမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ဒုက္ခကိုလျှော့ပါအောင်ကြိုးစားအထုတ်တယ်။တရားတော်မြတ်ဆိုတာကြည်ကြံမယ်ဆိုရင်ဒီဒုက္ခတွေကလွတ်ကင်းမှာတော့တန်ခါတော်ရှင်မြတ်တွေဟာဒီဒုက္ခတွေကိုလွတ်ကင်းအောင်သူတို့ကျင့်သုံးနေကြတာလို့အဲ့ဒါလိုမျိုးသူစဉ်းစားပြီးတော့ဒီဝေဒနာကိုနေသာတဲ့အနေထားတည်းဖြစ်အောင်သူကြိုးစားတာအဲ့ဒါနဲ့ဝေဒနာတွေကြားတဲ့ကပဲသူရဲ့ခင်မွန်းတဲ့ဖြစ်တဲ့ကောလိယမင်းသားကိုသူလွတ်တယ်မြတ်စွာဘုရားကြီးကိုလွတ်တယ်မြတ်စွာဘုရားကိုသွားပြီးတော့လျှောက်ထားကြည့်ပါမင်းသမီးဟာအလွန်တရာမှဆင်းရဲပင်ပန်းပါတယ်ပေါ့ဒါပေမဲ့လို့မြတ်စွာဘုရားရဲ့ခြေတော်ကိုရှ िख ိုးလိုက်ပါတယ်ဆိုပြီးတော့သွားပြီးတော့လျှောက်ချေပါမြတ်စွာဘုရားကိုရှ िख ိုးခိုင်းတာအဲ့ဒါနဲ့အဲ့ဒီမင်းသားသူ့ရဲ့ခင်မောလေယောက်ျားသွားပြီးတော့မြတ်စွာဘုရားကိုအကျိုးကြောင့်လျှောက်တော့မြတ်စွာဘုရားကသုဘဝတ္တမင်းသမီးချမ်းသာပါစေတည်းလို့မေတ္တာပြုတာအဲ့ဒီမေတ္တာပြုတဲ့ခဏမှာပဲချမ်းချမ်းသာသာတာယောက်ျားလေးမွေးဖွားတယ်မြတ်စွာဘုရားရဲ့တကူတော်လည်းအံ့ဩစရာအောင်အဲ့ဒါကိုဘေးဖြစ်တဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားဒီမှာဆိုတော့မသိသေးဘူးအဲ့ဒါနဲ့အိမ်ပြန်လာတဲ့အခါကျတော့တာယောက်ျားလေးမွေးဒုက္ခတွေကနော်လွတ်ကင်းကင်းရသွားတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကိုအလွန်ကြည်ညိုတဲ့အတွက်ကြောင့်သုဘဝတ္တမင်းသမီးထပ်ပြီးတော့သူ့ရဲ့ခင်မောလေးယောက်ျားကိုလွတ်ပြန်တယ်ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုအိမ်ကို9ရက်တိတိဆွမ်းကပ်ခြင်းပါတယ်ဒါကြောင့်သွားပြီးတော့လျှောက်ထားပေးပါမယ်အဲ့ဒါနဲ့တစ်ခေါက်ပြန်ပြီးတော့သွားတယ်ဟိုရောက်တဲ့ခါကျတော့မြတ်စွာဘုရားကိုဆွမ်းသာပင်တော့မြတ်စွာဘုရားကရှင်မမောက္ကလံကိုအမိန့်ရှိတယ်ဗာအမိန့်ရှိတော့ဆိုတော့จิตမောက္ကလံနဲ့မနေ့ဖြန်မှာဆွမ်းသာပင်ထားတာတင့်ရဲ့တကားတွေကပင်ထားတာအဲ့ဒီတကားတွေကိုသွားပြီးတော့ခွင့်တောင်းကြည့်သုဘဝတ္တမင်းသမီးဟာအလွန်ဆင်းရဲဒုက္ခကနေကြီးမားတဲ့ဒုက္ခကနေတော့လွတ်မြောက်တဲ့အထိမ်းအမှတ်တွေနဲ့9ရက်တိတိဆွမ်းကပ်ခြင်းနဲ့ဒါကြောင့်9ရက်ပြည့်ပြီးမှတင်တို့ဆွမ်းကပ်ပါလို့ပြောကြည့်မြတ်စွာဘုရားကအရင်လက်ခံပြီးသားဆွမ်းသာပင်ထားတာကိုအဲ့လိုမျိုးကျင့်တတ်အောင်သွားပြောခိုင်းတာအဲ့ဒါနဲ့ရှင်မမောက္ကလံကသူ့ရဲ့တကားတွေဆိုတော့သွားပြောတာပေါ့တကားကြီးသုဘဝတ္တမင်းသမီးကိုအရင်ဆွမ်းကပ်ပါစေပြီးမှတင်တို့ဆွမ်းကပ်ပါကြိုးကြောင်သွားပြောတာပြောတဲ့အခါကျတော့အဲ့ဒီတကားကြီးကလည်းအစွမ်းစားရှိတယ်ဇာရှိတယ်လို့ဆိုကြပါစို့ပါလျှောက်လဲဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ရဲ့အသက်ရဲ့တပည့်တော်ရဲ့စီးစိမ်ဥစ္စာရဲ့တပည့်တော်ရဲ့ယုံကြည်မှုတတ်တာတရားရဲ့ဒီသုံးခုကို9ရက်အတွင်းမပြည့်စည်ပါဘူးလို့အာမခံနိုင်မယ်ဆိုရင်အရှင်ဘုရားအဲ့ဒီကိုဆွမ်းသာပေးလိုက်ပါတဲ့သိလားသူ့ရဲ့အသက်ရဲ့သူ့ရဲ့စီးစိမ်ဥစ္စာရဲ့သူ့ရဲ့ယုံကြည်မှုတတ်တာတရားရဲ့ဒီသုံးချက်ကို9ရက်အတွင်းမပြည့်စည်ပါစေဘူးလို့အရှင်ဘုရားအာမခံနိုင်ရင်9ရက်ပြီးမှဒီလိုဆွမ်းကပ်ပါမယ်တဲ့အဲ့လိုပြောတဲ့အခါကျတော့ရှင်မောက္ကလံတခါကြီးတဲ့တင့်ရဲ့အသက်ရဲ့တင့်ရဲ့စီးစိမ်ဥစ္စာရဲ့9ရက်အတွင်းမပြည့်စည်စေရဘူးလို့ငါအာမခံနေတဲ့ဒါပေမဲ့တင့်ရဲ့တရားကိုတော့တင်ကိုယ်တိုင်ပဲမပြည့်စည်အောင်ဆောင်ရှောက်ပါတဲ့အကျဉ်းကမှလာတဲ့အဖြစ်ရလေးတွေကအလွန်မှတ်သားစရာကောင်းတယ်ပေါ့နော်အဓိပ္ပာယ်ကဘာပြောတာလဲအသက်ကိုဥစ္စာပစ္စည်းကိုမပြည့်စည်အောင်စောင့်ရှောက်ရတာတဲ့တရားကိုမပြည့်စည်အောင်စောင့်ရှောက်ရတာပုခတ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်မနေဘူးလားစဉ်းစားကြည့်နော်အဲ့လိုပြောတဲ့အခါကျတော့အဲ့တကရက်တဲ့သဘောကျတယ်ဟုတ်တယ်အဲ့ဒါတော့ငါကိုယ်တိုင်ပဲစောင့်စည်းမှစောင့်ရှောက်မှပဲရမယ်ပေါ့နော်အဲ့ဒါနဲ့သူခွင့်ပေးတယ်ခွင့်ပေးတဲ့အခါကျတော့အဲ့ဒါမြတ်စွာဘုရားမှုရှိတဲ့တန်ဃာတော်တွေသုဘဝတ္တမင်းသမီးရဲ့အိမ်ကို9ရက်တိတိဆွမ်းပေးကြွအဲ့ဒီလိုမျိုးဆုံးသားကြွတဲ့အခါကျတော့ဒီတိဝလိနော်9နှစ်သားလေးဖြစ်နေပြီလို့ဆိုကြပါစို့စံကျင်မှုပေါ့နော်လောကကြီးရဲ့စံကျင်မှုပေါ့အဲ့သူစကားတွေဘာတွေလက်တက်နေပြီပြောတတ်နေပြီဘယ်သူနဲ့စကားပြောတာတုံးဆိုတော့ဦးဇင်းတို့ရှင်သာရိပုတ္တရာနဲ့စကားပြောတာအဲ့ဒါရှင်သာရိပုတ္တရာကမေးတာ哦ဘယ်နဲ့တော့ချမ်းချမ်းသာသာရှိရလားအဲ့တော့ဒီကလေးကဘာပြောတော့ဆိုတော့9နှစ်နဲ့9လတီးတီ
သွေးအိုင်ထဲမှာနေခဲ့ရတာဘယ်လိုလုပ်ချမ်းသာနိုင်မလို့ဖေဟာအဲ့တိုင်းရှောက်အဲ့လိုမျိုးအခြေချစကားပြောတာကိုမေတော်ဖြစ်တဲ့တုပ္ပဝါဒမင်းသမီးကမြင်တယ်မြင်တဲ့အခါကျတော့အယမ်းကြည်လို့တယ်ပေါ့သူစိတ်ထဲမှာကြည်စမ်းငါရတာတရားစစ်သူကြီးရှင်သာရိပုတ္တရာနဲ့ပြိုင်ပြီးတော့စကားဆိုနိုင်တယ်အလွန်ပီတိဖြစ်တယ်အကြည်ပွားချမ်းသာတဲ့သားသမီးကိုမြင်ရတော့မိဘတွေရဲ့မုရိတာသဘောကတော့ဒါအတိုင်းထက်လွန်ဖြစ်မှာပေါ့နော်အဲ့လိုမျိုးပီတိတွေဖြစ်ပြီးတော့တာယာမှုတွေဖြစ်နေတာကိုဘယ်သူကသိတော့ဆိုတော့မြတ်စွာဘုရားသိတယ်သိတဲ့အခါကျတော့အဲ့ဒီတုပ္ပဝါဒကိုမြတ်စွာဘုရားဗာမေးရှိတော့ဆိုတော့စေတမိတုပ္ပဝါဒတဲ့ဒီလိုသားမျိုးကိုရမယ်ဆိုလို့ရှိရင်မင်းဘယ်နှယောက်လောက်ရခြင်းတော့စောစောကဝိတာခါကိုမေးသလိုမျိုးမေးတာနော်သူကအယမ်းကျဉ်တ်နေတာ哦အဲ့တော့တုပ္ပဝါဒဘာပြောတော့ဆိုတော့9ယောက်လောက်ရခြင်းတယ်လို့ပြောရတယ်ကဲစောစောတုန်းကသူ9နှစ်နဲ့9လကိုဝန်ဆောင်ခဲ့ရတဲ့ဒုက္ခတွေကိုဘာဖြစ်သွားပြီတော့မေ့သွားပြီတော့ตายရစရာနဲ့တွေ့ထားတဲ့ဒုက္ခတွေကိုတန်းပြီးတော့မေ့တာပဲနော်တုပ္ပဝါဒမင်းသမီးကဘာဖြစ်သွားလဲတော့ဒုက္ခတွေမေ့သွားပြီဟုတ်လားသူအရှင်ပြေတာကိုတွေ့ရတဲ့ခါကျအရှင်ပြေတာကိုမေ့သွားတယ်တကယ်တမ်းကဘဝမှာအရှင်ပြေတာနဲ့မပြေတာတွေကရောနေတာအရှင်ပြေတာကိုမစွန့်နိုင်သေးတဲ့မြတ်အရှင်မပြေတာကိုလည်းပဲသိမ့်ပိတ်ထားရမှာပဲဒါနားလည်ဖို့လိုတယ်အရှင်ပြေတော့ပြုံနဲ့အရှင်မပြေမှမဲဒါသိအိဗယ်မရှိဘူးဟုတ်လားအရှင်မပြေတဲ့အချိန်မှာမဲ့ဖို့ကြံရင်အရှင်ပြေတော့ငါအများကြီးပြုံးခဲ့တာပဲထေလိုက်ဖို့ကောင်းတယ်ဟုတ်တယ်မို့လားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းလို့တုပ္ပဝါဒရဲ့အဲ့ဒီအဖြေကိုမြတ်စွာဘုရားကဘလောက်ဓမ္မတန်ဝေကရမလဲ哦အဲ့ဒီအချိန်မှာမြတ်စွာဘုရားကသောတော်ဦးဇင်းမပြောသေးဘူးဆိုတဲ့ဂါထာလေးကိုဥဒန်းကျူတာအလွန်ကောင်းပါလေအဲ့ဒီဥဒန်းဂါထာလေးဒါကြောင့်မကြလည်းပြောပြတယ်အဲ့ဒီဥဒန်းဂါထာလေးကိုအာတာတံတတရူပေနပိယရူပေနအပိယဒုက္ခဒုက္ခတရူပေနပမတ္တမတိဝတ္တိတဲ့တူတူလေးဂါထာလေး၄ပါးဒအဓိပ္ပာယ်အလွန်ကောင်းတယ်အဓိပ္ပာယ်ဘာပြောတော့ဆိုတော့အာတာတံတတရူပေနတာယာဘွယ်မဟုတ်တဲ့လောကကြီးကတာယာဘွယ်ရာလိုနဲ့ပမတ္တမတိဝတ္တိမေးလျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးနှိပ်စက်ထားတယ်တဲ့သုံးချက်ပြောမှအဲ့ဒါတစ်ချက်ပဲနော်တာယာဘွယ်ရာမဟုတ်တဲ့လောကကြီးကတာယာဘွယ်ရာလိုနဲ့မေးနေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးထားတယ်တဲ့အတ္တတံတတရူပေနပိယရူပေနအပိယချစ်ခင်နှစ်သက်ဖွယ်ရာမဟုတ်တဲ့လောကကြီးကချစ်ခင်နှစ်သက်ဖွယ်ရာလိုနဲ့ပမတ္တမတိဝတ္တိမေးလျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးထားတယ်တဲ့ဒုက္ခဒုက္ခတရူပေနဆင်းရဲတဲ့လောကကြီးကချမ်းသာလိုနဲ့ပမတ္တမတိဝတ္တိမေးလျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးထားတယ်တဲ့ဒါတခါမှတို့ဦးဇင်းတို့ကိုတတိပြောနေတဲ့စကားပဲဟုတ်လားတကယ်လောကကြီးကတာယာပွဲမရှိဘူးဆိုတဲ့သဘောချစ်ခင်စရာမရှိဘူးဆိုတဲ့သဘောချမ်းသာဒုက္ခမရှိဘူးဆိုတဲ့သဘောကိုလည်းတခါတည်းအဓိပ္ပာယ်ကတက်ရောက်ပြီးစားဟုတ်လားဒါမဲ့လို့ကိုကမေ့နေမယ်ဆိုရင်တော့အဲ့ဒီတာယာပွဲမဟုတ်တဲ့လောကကြီးကပဲကိုယ်စိတ်ထဲမှာတော့ဘလို့ဖြစ်နေတော့တာယာပွဲရာကြီးဖြစ်နေတယ်အာယုံရဲ့လှည့်စားမှုကိုကိုဟာအကြီးကျယ်ခံရတယ်။ဘာကြောင့်ခံရတာတုံးဆိုတော့အဓိကကြတဲ့တော့ကြတဲ့စကားလုံးကပမတ္တမတိဝတ္တိပဲမေ့နေလို့လွှမ်းမိုးဖိစီးတာကိုခံရတာ